Alango isu nama nami ngelaba aku pono aku bato ke sangapi na thawne de tu de poma ke simano nu aku bato dia onyin do de ke phun pwa bu su taung pi ba de aso di ni ကျွန်တော်အဓိကဘာကိုခွန်အားပေးခြင်းလဲဆိုရင်တော့ကျွန်တော်ညီကိုမောင်နှမတွေပေါ့နော်ဒီနေ့ကျွန်တော်တို့တရားနဲ့ဖျားဆိုတဲ့အကြောင်းကိုခကနနနားလည်ခိုင်းပြီးရှင်လို့ပါပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အများအားဖြင့်ကဖျားနဲ့တွားခြင်းထက်ကျွန်တော်တို့တရားနဲ့တွားတာပိုများတာတွေ့ရတယ်အခုခေတ်ဆိုရင်ပိုဆိုးပါတယ်အခုခေတ်ဆိုရင်ဖျားအသုံးပြုလားမပြုလားဆိုရင်မခွဲခြားနိုင်တော့ဘူးအဲဆိုတော့ဘာတွေပဲဒစ်ဇွတ်လောက်ကြလဲဆိုရင်တရားကိုလေ့လာဖို့အဓိကသွားကြတယ်တချို့ဆိုရင်တရားကိုတကယ်လေ့လာတဲ့အခါမှာနှစ်ချီ3-4နှစ်5နှစ်6နှစ်9နှစ်10နှစ်အဲ့လိုတွေတရားကိုလေ့လာဖို့သွားကြတယ်တရားလေ့လာပြီးမှဘွဲရပြီးပြန်လာတယ်မှုတော်ဆောင်ထဲမှာလှုပ်ဆောင်ကြတယ်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအဓိကတရားကိုပဲတတိကတွားလေ့လာတရားကိုပဲတိလာပြီးမှတရားအတိုင်းပဲကျွန်တော်တို့နှုတ်ကပတ်တော်ဝေငှမယ်တရားအတိုင်းပဲအမှုတော်ဆောင်တဲ့အခါမှာကျွန်တော်တို့ရဲ့အမှုတော်ဆောင်ခြင်းယုံကြည်သူဆိုရင်လည်းအတ္တတာမှာအသက်ရှင်ခြင်းဒီအတိတ်ပဲမဲ့တာဖြစ်ပါတယ်ခန်းချောက်နေတဲ့ရေအိုးတစ်ခုလိုဖြစ်ပါတယ်တွေးချောက်နေတဲ့တစ်ပင်လိုဖြစ်ပါတယ်တစ်ပင်တော့ရှိပြီမဲ့လည်းဒါဘာဖြစ်လဲအဆူဓာတ်မရှိတဲ့အခါမှာအသက်မဝင်တဲ့အခါမှာတွေးချောက်တာဖြစ်ပါတယ်အဲ့ဒီတရားတိတချို့ဆိုရင်တရားတအားတိတယ်တရားကိုအကုန်လုံးတိတယ်ကပ္ပဥကျမ်းနဲ့ဗျာဒိကျမ်းအကုန်တိတယ်အကုန်နားလဲတယ်တရားအတိုင်းပြောမယ်ဆိုရင်အားလုံးတိတယ်ဒါမဲ့အဲ့ဒီတရားအတိုင်းပဲပြန်လဲအလုံးလုံးလှုပ်ဆောင်တဲ့အခါမှာကိုတိထားတဲ့တရားအတိုင်းပဲလှုပ်ဆောင်တဲ့အခါမှာအောင်မြင်မှုတွေနည်းလာတယ်အသက်မဝင်ဘူးပြောင်းလဲမှုအားနည်းတယ်ပြောင်းလဲမှုချင်းမရှိဘူးနောက်တို့ထီချင်းမရှိဘူးနားထောင်လို့ကောင်းတယ်အဲဆိုတော့ကျွန်တော်တို့ဒီတရားကိုတည်ဖို့ဆိုတာကအများကြီးလေးလာတင်ယူလို့ရတယ်အခုခေတ်ဆိုပိုလွယ်တယ် line ပေါ်ကနေအများကြီးလေးလာလို့ရတယ်တရားတည်ဖို့ဆိုရင်ကျမ်းစာကျောင်းတွေတွားလို့ရတယ်တရားနားထောင်လို့ရတယ်တရားအများကြီးကျွန်တော်တို့တည်လာတာဖြစ်ပါတယ်အဲမဲ့တရားတည်ပြီးမှနှလုံးသားထဲမှာတကယ်ဖျားမရှိတဲ့လူကအားကြောက်ဖို့ကောင်းပါတယ်ယုံကြည်သူအသက်တာမှာလည်းဘယ်လိုမြင်တွေ့ရလဲဆိုရင်တော့ဆရာတွေဘာဝေငှမလဲဆိုတာပါဇက်ဟလိုက်တယ်နဲ့အားလုံးတည်ပြီးပြီဘာအကြောင်းဝေငှကြဘယ်ကျမ်းပိုက်ထဲကပြောချင်နေလဲဆိုအကုန်လုံးတည်တယ်ဒါပေမဲ့လက်တွေ့မှာသူတို့အသက်ရှင်တဲ့အခါပြန်ကြည့်တဲ့အခါမှာကိုယ်တွေထက်တရားတည်တယ်ကိုယ်တွေထက်နှုတ်ကပတ်တော်ကိုဒီတရားကိုတည်တယ်အကုန်လုံးတည်တယ်တလုံးဘုရားကြောင့်တက်ခဲ့ပြီးနှုတ်ကပတ်တော်ကိုလေးကျက်ခဲ့တယ်ဒါပေမဲ့လှုပ်ဆောင်လိုက်တဲ့အလုတ်တိုင်းဟာအတက်မဝင်ဘူးတလွဲတချော်ကြီးတွေကမောက်ကမတွေပဲဘုရားနဲ့ဦးမဲတုတ်เสียတွေပဲဘုရားနဲ့တကယ်ဆန့်ကျင်ဘက်ဖြစ်တဲ့အရာတွေပဲလှုပ်ဆောင်နေပြီးအသက်ရှင်နေကြတာအဲ့လိုပြောတော့အဲ့လိုမျိုးလူကိုတော့ပြောကြည့်လိုက်ပါအကုန်တိတယ်ဘာဖြစ်လို့ तू ကတရားတိထားတယ်နော်ကျွန်တော်ယုံကြည်သူတော်တော်များများလည်းတရားတအားတိထားကြတယ်တရားတိယုံတစ်ခုနဲ့ဆိုရင်လေတရားတိတာနဲ့ကောင်းကင်သွားလို့မရဘူးတခါတည်းပြောပြထားခြင်းတယ်ကောင်းကင်နိုင်ငံတော့သွားလို့မရဘူးတရားတိယုံနဲ့အဲ့ဆိုတရားကမယုံကြည်သူတွေတောင်တိတယ်တချို့မယုံကြည်သူဆိုရင်ယုံကြည်သူထက်ဒီရဲ့ခရိယန်ရဲ့တရားကိုအကုန်တိပူနားလေတယ်ပူတိတယ်အားလိလာထားကြတယ်ဒါပေမဲ့ဖျားမရှိဘူးကျွန်တော်ခရိယန်တွေလည်းအဲ့လိုပဲယုံကြည်သူလည်းအမိယိုးဖလာယုံကြည်သူခရိယန်ဖြစ်လာတယ်နော်တရားတိလာတယ်တရားနဲ့ကြီးပြင်းလာတယ်ဒါပေမဲ့ဖျားနဲ့မကြီးပြင်းလာဘဲနဲ့တရားနဲ့ကြီးပြင်းလာတဲ့အခါမှာတကယ်အတင်းတော်မှာတော့လည်းကောင်းဖျားရှိမှာတော့လည်းကောင်းအလုံးကမဖြစ်စီတယ်အဲဆိုတော့ကျွန်တော်တို့အဲ့ဒီလူမျိုးလူတွေကနေတစ်စစ်အမှုတော်ဆောင်ခြင်းနဲ့စိတ်ဆန္ဒရှိလာတဲ့အခါမှာအမှုတော်ဆောင်ဖြစ်လာတဲ့အခါမှာလည်းကမောက်ကမလေးဖြစ်တယ်ဘာကြောင့်လဲဆိုတော့ तू တရားနဲ့ပဲသွားတာအကုန်လုံးတိတယ်အကုန်လုံးတက်တယ်အဲ့ဒီတရားတိတဲ့လူတွေကဖျားမရှိတဲ့လူတွေက
လှုပ်လိုက်ရင်ကမောက်ကမဖြစ်တည်တာမကဘူးယေရှုကိုပါအိုးမဲတုတ်တယ်ယေရှုကိုပါဘာဖြစ်လဲဒုက္ခရောက်အောင်ဖြစ်တယ်ကျွန်တော်ကျမ်းစာနဲ့ကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဖာရိရှဲတွေကိုကြည့်ပါဖာရိရှဲတွေကကျမ်းတိတယ်ကျမ်းတက်တယ်ပညတ်တိကျမ်းကိုအလှတ်ရတယ်အာဂုံရတယ်ကျမ်းစာမပါခြင်းနေအဲ့ဒီကျမ်းစာကိုအလှတ်သူတို့ရဲ့နှုတ်အာဂုံနော်အလှတ်ပြန်ရေးချနိုင်တယ်အဲ့ဖာရိရှဲတွေကယေရှုခေတ်ကနော်အဲ့ဒီကျမ်းတက်ပုဂ္ဂိုလ်တွေကညအဲ့ရင်တရေနိုးထမေးတန်းဖြီနိုင်တယ်ဘယ်ကျမ်းဆက်ကဘယ်နှရှိလဲအတိအကျအကုန်ပြောနိုင်တယ်ပညာရေးလည်းအရန်ကောင်းတယ်တကယ်ကျွန်တော်အခုခေတ်လို့ပြောမယ်ဆိုတကယ်တက္ကသိုလ်ဘွဲရတဲ့လူဒီမှာလုပ်လို့ရတယ်တကယ်ပညာတတ်တယ်အဲ့ဒီပညာတတ်တဲ့ဖာရိရှဲလည်းနှုတ်ကပတ်တော်ပြန်လေ့လာတဲ့အခါမှာပညာတိကျမ်းမှာအလှတ်တို့ရတယ်နောက်ဆုံးကျဲဒီကျမ်းစာအုပ်ပညာတိကျမ်းစာအုပ်မပါဘဲနဲ့နော်အလှတ်တရားဟောနိုင်တယ်အဲ့ဒီစာအုပ်မပါဘဲနဲ့အဲ့ဒီစာအုပ်ကိုမီးရှို့လိုက်တာပဲဖြစ်ဖြစ်အလှတ်အဲ့ဒီရဲ့ပညာတိကျမ်းကိုသူတို့ပြန်ရေးချနိုင်တယ်အဲ့လောက်ထိသူတို့ကျမ်းတည်တယ်ဒါပေမဲ့သူတို့အဲ့လောက်ကျမ်းတက်တဲ့အခါမှာဆိုရင်ဒါတရားတီးတိုင်းကောင်းကင်တွားမယ်ဆိုရင်ဖာရိရှဲတွေတယောက်မှလွတ်မှာမဟုတ်အကုန်လုံးကောင်းကင်ရောက်ကုန်မှာဘာဖြစ်လို့ကျမ်းအဲ့လောက်ထိတီးတာအခုခေတ်ရှိတဲ့သူတွေသူတို့လောက်တီးတဲ့လူမရှိဘူးဒါပေမဲ့အဲ့လောက်ဒီကျမ်းတီးပြီးအဲ့လောက်ပညာချင်းအရေးချင်းရှိတဲ့လောကပညာအရေးချင်းတို့၎င်းဒီဓမ္မပညာရှိအရေးချင်းတို့၎င်းတကယ်ကျမ်းစာတော်မှာအကုန်လုံးအလှရေးပြန်ရေးချနိုင်တယ်ကျမ်းစာအုပ်မပါဘဲနဲ့တောင်မှပြန်ရေးချလို့ရတယ်အကုန်လုံးအလှရတယ်ဒါပေမဲ့အဲ့လိုမျိုးတကယ်တက်ကြွတဲ့လူတကယ်နာမည်ကြီးတဲ့လူတကယ်ပညာရေးချင်းထက်တဲ့လူတကယ်ကျမ်းစာကိုအာဂုံဆောင်အလှအကုန်ရတဲ့လူတရားဟောတယ်ပါအစားအကုန်နားထောင်လို့အဆင်ပြေတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီတရားရဲ့ပိုင်ရှင်ဖယားယေရှုဖယားသူတို့အရှိရောက်လာတဲ့အခါမှာအဲ့ဒီသူတို့အခုတည်ထားတဲ့တရားရဲ့ပိုင်ရှင်ကယေရှုဖြစ်တယ်ဆိုတာသူတို့မတည်တော့ဘူးဖယားကိုယ်တိုင်သူတို့ရောက်လာတဲ့အခါမှာသူတို့လက်မခံတော့ဘူးသူတို့လက်မခံတော့ဘူးဘာဖြစ်လဲအဲ့ဒီဖယားအောင်သူတို့ကိုယ်တိုင်ဘာဖြစ်လဲ၆ထဲတွန်းကြဖို့ထိုးဖို့နှိပ်စက်ဖို့နော်အဲ့ဒီဖယားကိုယ်တိုင်သူတို့တတ်ဖို့၆ထဲချဖို့အမြဲတမ်း24နိုင်သူတို့ကြံရွယ်နေတဲ့လူဖြစ်တယ်တကယ်တမ်းဆိုသူတို့တိထားတဲ့အဲ့ဒီတရားကတရားရဲ့ပိုင်ရှင်ဖယားသူတို့ရှေ့ရောက်နေတာဒါပေမဲ့သူတို့ဘာလုပ်နေလဲအဲ့ဒီဖယားကိုတတ်ဖို့ပဲသူတို့ကြံစီကြတယ်အဲ့ဒီဖယားကိုကြောက်ထဲတွန်းချဖို့ပဲသူတို့ကြံစီနေကြတာဖြစ်တယ်အဲ့ကျမ်းခံမှာလည်းဒီလိုရှိတယ်အဲ့လိုယနေ့ကျွန်တော်ယုံကြည်သူများလည်းအဲ့လိုပဲတရားပဲတည်ပြီးဖယားတင်အထဲမှာမရှိတဲ့အခါမှာလေယေရှုကိုယ်တိုင်တင်ရှိစင်းကြွလာရင်တော့တင်တီးမှာမဟုတ်ဘူးတင်တခါတဲ့သူ့ကိုဘာဖြစ်လဲမဟုတ်တာတွေလောက်အောင်မှာကြောက်တဲ့ထိုးအောင်မှာအခုခေတ်လည်းအဲ့လိုပဲကျွန်တော်အမှုတော်ဆောင်တွေအများကြီးရှိတယ်အမှုတော်ဆောင်တဲ့ဖယားလူတော့မဟုတ်ဘူးဆိုတာအလုံးတိထားကြတာဖြစ်တယ်ဒါပေမဲ့ဘယ်ကဖယားလူဘယ်ကဖယားလူမဟုတ်ဘူးဆိုတော့ကျွန်တော်တို့မပိုင်းခြားနိုင်တော့ဘူး။ဘာယာဟောတက်တန်အားလုံးဖယားလူပဲ။ကျမ်းစာတီးရအားလုံးဖယားလူပဲမဟုတ်ပါဘူးအဲ့လို။အဲ့ဒီပရိုဟိတ်ကျမ်းအရန်တီးတယ်အဲ့ဒီဖာရိရှဲတွေကျမ်းသားတီးတယ်။ဖယားကိုယ်တိုင်ဖယားတို့ရှေ့ရောက်လာတယ်သူတို့ကိုယ်တိုင်တက်ဖို့ကြံစီတာ။အဲ့ဒီကျွန်တော်တို့လည်းတကယ်ဖယားလူအစ်စ်ဖယားအသွင်ပြုတဲ့လူအစ်စ်ကိုရှေ့ရောက်လာရင်ကိုဘာလို့အောင်မလဲဂိုင်းကနာခွဲခြားအောင်မယ်လူမျိုးခွဲခြားအောင်မယ်ဘာလို့လဲမနာလူစိတ်တွေဝင်အောင်မယ်ကြောက်ထဲတွန်းချအောင်မယ်ဟုတ်လားဘာဖြစ်လဲကျွန်တော်တို့မခွဲခြားနိုင်တော့ဘူးကျွန်တော်ဒါကိုနားလည်ခိုင်းစေချင်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့အဓိကတရားနဲ့တွားခြင်းထက်ဖယားနဲ့အသက်ရှင်မှုပိုအရေးကြီးတယ်ဖယားနဲ့တင်အသက်ရှင်လာတဲ့အခါမှာတင်နားလည်ထားတဲ့တရားတွေတင်တရားတွေကိုပြန်လေ့လာတဲ့အခါမှာအဲ့ဒီရဲ့တရားတွေကတင်အထဲမှာအသက်ဝင်ပြီးတော့ဗာဖြစ်လဲအသက်ရှင်တော့တရားတွေဖြစ်လာမယ်အသက်ရှင်တော့နှုတ်ကပတ်တော်အသက်ရှင်တော့ကျမ်းဂန်တွေတင်အထဲမှာဖြစ်လာမယ်တင်ကဖယားကိုမရရှိပြတဲ့တရားကိုပဲအစိမ့်လက်တီးတဲ့အခါမှာအဲ့ဒီတင်တီးတဲ့တရားအသက်မဝင်ဘူးဝတ္ထုလို့အပြင်စာလို့ဖြစ်သွားတာပုံမှန်စာလို့ဖြစ်သွားတာအထဲမှာအသက်မဝင်ဘူးဗာလဲအနက်အတိတ်ပဲမရဘူးဟုတ်လားအပြင်စာလိလာတယ်လို့ပဲဖြစ်သွားမယ်အဲကြောင့်မို့ကျွန်တော်တရားကိုတိချင်းတဲ့ဖယားကိုနဲ့တိဖို့ပိုအရေးကြီးတယ်ဖယားနဲ့အသက်ရှင်ဖို့ဖယားနဲ့အကျွမ်းဝင်ဖို့ဖယားနဲ့အချိန်ပေးဖို့ဖယားနဲ့အသက်ရှင်ဖို့ဖယားနဲ့ရှောက်လန်းဖို့ဖယားနဲ့အကျွမ်းဝင်ဖို့ကျွန်တော်အရေးကြီးပါတယ်အဲကြောင့်မို့ယောဘအခန်းကြီး22အပိုင်ငယ်20မှာဗာပြောထားလဲဆိုတော့ဖယားတခင်နဲ့မိတ္တာဟာဖယားတခင်နဲ့အကျွမ်းဝင်မှအကျမ်းဝင်ပြီးမိတ္တာဟာယဖွဲ့မှထိုတို့ပြုမှကောင်းစားခြင်းတို့ရောက်မယ်ဆိုတာယောဘကျမ်းမှာဒီလိုပြောပြတာဟုတ်ပါတယ်ကျွန်တော်တို့ကဖယားကိုတကယ်ရရှိဖယားနဲ့အသက်ရှင်မှထိုဖယားနဲ့လမ်းလျှောက်မှထိုဖယားနဲ့တိကျွမ်းမှ
ထိုဖျားနဲ့အကျွမ်းဝင်မှာထိုဖျားနဲ့မိတ်တဟာရဖွဲမှာတာလင်ကျွန်တော်ဘာဖြစ်မလဲကောင်းစားခြင်းတို့ရောက်မယ်ဘာဖြစ်လဲဒါမှဒီဖျားကျွန်တော်အထဲမှာအသက်ရှင်လာတဲ့အခါမှာကျွန်တော်တရားကိုကျွန်တော်ပြန်လိလာစီးပူးတဲ့အခါမှာတရားကျွန်တော်အထဲမှာအသက်ရှင်လာမယ်တရားကိုကျွန်တော်ဝေငှတဲ့အခါမှာလည်းအသက်ရှင်လာမယ်နောက်ဆိုကျွန်တော်တို့အခုဆိုရင်နောက်ဆုံးတော့ကာလရဲ့အစဖြစ်တော့ကြောင့်เนาะဘယ်ဟာကစာတန်လူဘယ်ဟာကဖျားလူဘယ်ဟာကဘယ်လိုလူဆိုတော့ကျွန်တော်တို့မခွဲခြားနိုင်တော့ဘူးနမိတ်လက္ခဏာပြတိုင်းကျွန်တော်တို့ကဖျားလူပဲထင်တာနမိတ်လက္ခဏာပြတိုင်းကြီးမာတော့တခုနမိတ်လက္ခဏာပြတိုင်းကျွန်တော်တို့ကဘာဖြစ်လဲဖျားလူပဲထင်ထားတာเนาะပတ်စံမြတ်မြတ်ရှိပက်ကတောင်မြတ်မြတ်တောင်းရင်ပို့ပြီးကျွန်တော်တို့ကအထင်ကြီးတယ်ပို့ပြီးဖျားလူလို့ကျွန်တော်တို့ထင်တယ်အဲ့လိုတတိချမလုပ်ပါနဲ့နမိတ်လက္ခဏာတို့ပတ်စံစုဆိုတာစာတန်လည်းပေးနိုင်တယ်ဆိုတော့ကျွန်တော်နားလည်ခိုင်းစီခြင်းနဲ့အဲကြောင့်ဒီနေ့နှုတ်ကပတ်တော်ချုပ်ကဘာကိုအဓိကကျွန်တော်ခွန်အားပေးခြင်းတော့တင်တို့တွေတရားနဲ့အသက်ရှင်ခြင်းတဲ့ဖျားနဲ့အသက်ရှင်မှာတင်တို့ဖျားနဲ့အသက်ရှင်လာတဲ့အခါမှာတရားကိုတင်တို့လွယ်လင့်တကူနဲ့တည်လာမယ်အနက်အထိပ်ပဲတည်လာလိုက်မယ်ဟောပြောတဲ့နှုတ်ကပတ်တွေအတက်ဝင်လာလိုက်မယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့တရားနဲ့ပဲတွားတဲ့အခါမှာလေယေရှုကိုယ်တိုင်ဆင်းကြွလာရင်တော့ကျွန်တော်တို့ညင်းပယ်အောင်မှာကျွန်တော်တို့တိမှာမဟုတ်ဘူးအနက်အထိပ်ပဲမဖွင့်ရဘူးကျွန်တော်တို့ခံယူထားတဲ့အတိုင်းပဲလူဆိုတော့ကိုခံယူတဲ့ထားတဲ့အတိုင်းနဲ့မကိုက်ကြည့်ဘူးဆိုရင်ဘာဖြစ်လဲကျွန်တော်တို့စမ်းကျင်ပဲကျွန်တော်တို့ဒီလိုပဲကောက်ချက်ချထားတာယေရှုလည်းအဲ့လိုပဲသူကြွလာတဲ့တင်းမျက်စိရက်ရှိရောက်ခဲ့ရင်တော့မှတင်ခံယူချက်ရှိထားတဲ့အတိုင်းယေရှုမလိုက်တင်လက်ခံမှာမဟုတ်ဘူးအဲ့လိုပဲဖျားလူလဲဖျားတကယ်စီလွတ်လာလဲဖျားလူစီတင်ရှိရောက်လာရင်တော့မှတင်းရဲ့ခံယူချက်နဲ့မကိုက်ရင်တင်လက်ခံမှာမဟုတ်ဖျားနဲ့အသက်ရှင်တဲ့လူကဖျားဖွင့်ပြတယ်ဒါဘုရုလူလဲအခုနမိတ်လက္ခဏာပြနေတာကစာရန်ပြလားဖျားပြတယ်လားအခုဒီလူကဖျားလူလားစာရန်လူဆိုတာဝိညာဉ်တော်ဖွင့်ပြတယ်ဖျားကိုယ်တိုင်ဖွင့်ပြတယ်ဖျားနဲ့အသက်ရှင်တဲ့လူကအဲကြောင့်မို့ကျွန်တော်ကဘာပြောချင်လဲဆိုရင်တော့အဓိကနံပါတ်1ဖျားနဲ့အသက်ရှင်ပါဖျားနဲ့တိကျွမ်းဖို့လုပ်ပါဖျားနဲ့ရင်းနှီးပါဖျားနဲ့အချိန်ယူပါဖျားနဲ့အသက်ရှင်လက်လျှောက်ပါဖျားကိုနေရာပေးပါဖျားနဲ့အလုပ်လုပ်ပါဖျားနဲ့ရှောက်လန်းပါဖျားနဲ့ဆူတောင်းပါဖျားနဲ့လှုပ်ဆောင်ပါအဲ့ဆိုတင်တရားကိုအနက်အထိပ်ပဲလွယ်လင်းတကူနားလေလာလိုက်မယ်တင်တရားတင်တိထားတဲ့တရားတွေအသက်ရှင်တင်လေးလာတဲ့တရားတွေအနက်အထိပ်ပဲနားလေလိုက်မယ်တန်ဖိုးရှိလိုက်မယ်မဟုတ်ရင်ဖျားမပါဘဲတင်တိထားတဲ့တရားတွေအတေဖြစ်ကုန်မှာဖြစ်တော့ကြောင့်အဲကြောင့်မို့ဒီနေ့နှုတ်ကပတ်တော်အချုပ်ကကျွန်တော်ဘာကိုခွန်အားပေးခြင်းလို့ဆိုရင်ဖျားနဲ့ပို့ပြီးအသက်ရှင်ပါလို့ကျွန်တော်ဒီလိုပြောပြချင်တာဖြစ်ပါတယ်နှုတ်ကပတ်တော်ကြားတဲ့အရောက်စီတိုင်းဖျားတခင်အထူးကောင်းကြီးပေးပါစေ